ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာတော့ Yamaha MT-09 SP Special Edition 2023လေးဖြစ်တယ်เนาะညီကိုတော့2023လို့ဆက်ရုပ်ခေါင်းပြောင်းသွားမယ်ဗျာ SP ဆိုတဲ့အတိုင်းပဲရှေ့ဖောက်တွေကတွေးပိုင်းပြီးဟိုချိန်ကြီးလို့ရမယ့်ဖောက်တွေဖြစ်မယ်အိုးလင်းဖောက်တွေဖြစ်မယ်ဗျပြီးတော့လည်း TCS Alliance SCS ဆိုပြီးတော့လည်း၃မျိုးပါမယ်เนาะမူးတွေကလည်းစုံတယ်ဗျဒီကိုတွေကိုစက်တန်လေးမိတ်ဆက်ပေးမယ်ဗျာစက်တန်လေးကလည်းဤပေါအောင်ပါနောက်လုံးလှည့်ရမှာပါသေးဘူးเนาะ CP3 အင်ဂျင်ဖြစ်သွားတဲ့အတွက်လုံးဝ power 8သောနဲ့ဆိုရင်တစ်ချက်ဆွဲတစ်ချက်ပေါက်ဆိုတဲ့အတန်တွေထွက်မှာเนาะညီကိုရှိုးပါအင်ဂျင်အသွေးမွေးတွေကတော့လုံးဝအသေးကြီးတိုင်းကျန်ပါဘူးเนาะအသေးကြီးပါပဲဘယ်ကလည်းအသေးကြီးပါပဲညီကိုဆိုလိုက်နှစ်လုံးလဲရမှာပါသေးပါเนาะတာယာအပြူးပြဲတွင်များလည်းထူကြီးကြံပါသေးရဲ့ဗျကီလိုကလည်း3000နဲ့မှ800တော်လေးပဲရှိအောင်ပါเนาะညီကိုတွေကိုစက်တန်လေးနဲ့တစ်ချက်မိတ်ဆက်ပြင်ပါဗျာအတန်ဤပေါအောင်တာနော်ကဲဒီဘိန်းလေးကိုချိုင်းနေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုရင်3400အောင်းနဲ့ရမှာဗျာညီကိုရနော်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်09696324လေးကိုလာရောက်မေးမြန်းလို့ရတယ်လို့ဖုန်းဆက်ပြီးတော့လည်းမေးလို့ရပါတယ်အနေဝင်းညီကိုတွေလည်းဗီဒီယိုကောစိတ်ကြိုက်ပြပေးပါနော်ညီကိုရအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ